အောင်စပူရဲ့အောင်မြင်မှုဟာဖိုးချစ်တဲ့အစတရားလောက်တာတယ်ဆိုပြီးပုံပွင့်လင်းလင်းပြောလာခဲ့တဲ့မာကြီးဆိုပရိသတ်တွေအားလုံးရဲ့ချစ်တော်မင်းသမီးကြီးဆိုမြတ်သူစားကတော့ဒီတစ်ခေါက်မှာဇက်သပင်လောကတစ်ခုလုံးကြွကြွဖြစ်သွားစေမယ်အထင်မြင်မျိုးကိုပုံပွင့်လင်းလင်းပြောလာခဲ့ပြီးဖြစ်ပါတယ်။သူမအနေနဲ့ကတော့အောင်စပူဟာအခုလိုမျိုးကဲ့ရဲ့ဝေဖန်တန်တွေခံနေရတာနဲ့အမျှသူ့ရဲ့အောင်မြင်မှုကိုပို့ပြီးတော့မြင့်တင်ပေးလိုက်တယ်လို့မျိုးဖြစ်နေရကြောင်းကဲ့ရဲ့ခံရလေအောင်မြင်လေးဆိုပြီးတော့ပြောလာခဲ့ပါတော့တယ်။အဲ့ဒါအပြင်အောင်စပူရဲ့ဆန်းဟာမင်းသားဖို့ချစ်တို့မင်းသားစွမ်းစာနေတို့နဲ့မတူပဲဇက်မင်းသားဖြစ်ဖို့မွေးဖွားလာတယ်လို့မျိုးအဖက်ဖက်ကနေအောင်မြင်နေခဲ့တာလို့ပြောခဲ့တာပါ။ဒီကနေ့မှကြတော့အောင်စပူတယောက်ဖြောပြတင်ဆက်နေရင်အခုလိုမျိုးအသုံးနှုံးတွေသုံးမိတယ်ဆိုတာကလည်းအပြစ်တင်စရာမဟုတ်ဘူးလို့ပြောလာခဲ့ပါတယ်။အခုကလူငယ်တယောက်ဖြစ်တာကြောင့်ဒီလိုမျိုးခိရှိပြေးနေတဲ့ခေတ်ကြီးမှာအရင်လိုမျိုးစီးမြင့်စည်းကမ်းတွေနဲ့ဖြောပြနေမယ်ဆိုရင်မြမဇက်သပင်ကိုကဘာကတိလာမှာမဟုတ်ဘူးဆိုတဲ့အကြောင်းထောက်ပြလာခဲ့တာပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့မင်းသားလေးအောင်စပူကိုခံဒီပါရမီကအရန်အရေးကြီးအားကြောင့်ဒီခံရင်သူအများကြီးအောင်မြင်နိုင်ပါတယ်။လစ်လျူရှုတဲ့အရာတွေကိုလစ်လျူရှုပါအရာအလုံးကလိုက်ခံစားဖို့မှမလိုတော့စီနီယာတွေကလည်းကလေးရဲ့အမားတွေပါခဲ့ရင်တောင်ခေတ်ကြီးကိုကြည့်ပြီးတော့လက်ခံပေးလိုက်ပါလို့ထောက်ပြလာခဲ့ပါတယ်။ဒါကြောင့်ပရိသတ်ကြီးတို့လည်းမာကြီးဆိုးရဲ့အထင်မြင်တွေနဲ့အောင်စပူရဲ့ဖြောပြမှုကိုဘယ်လိုတင်လဲဆိုတာပြောသွားကြပါဦးရှင်။